အာရှကနေဥရောပထိအောင်မြင်ခဲ့တဲ့လိကျန်များအာရှကပလေယာတွေကဥရောပမှာမအောင်မြင်နိုင်ဘူးဆိုတဲ့အမြင်တွေတစ်ခေတ်တုန်းကအယမ်းများခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအမြင်ကိုလုံးဝပြောင်းလဲပစ်ခဲ့တဲ့အာရှပလေယာတွေရှိခဲ့ကြပါတယ်ဒီဗီဒီယိုထဲမှာတော့ဥရောပအသင်းကြီးတွေမှာတောင်တကယ်တောက်ပခဲ့တဲ့အာရှသား10ယောက်ကိုပြောပြပေးသွားမှာပါပတ်ဂျီဆန်ပထမဆုံးကတော့ပတ်ဂျီဆန်ပါသူဟာ United နဲ့အတူ Premier League ဖလားအများကြီးနဲ့ Champions League ဖလားတောင်ရယူနိုင်ခဲ့ပါတယ်ဖာဂူဆန်ရဲ့ Big Game Player လို့တောင်ခေါ်ကြပြီးအသင်းကြီးတွေကိုရင်ဆိုင်တဲ့အချိန်တိုင်းမှာအမြဲတမ်း line up ထဲပါနေခဲ့သူပါသူ့ရဲ့တက်လုံပိုင်းနဲ့အလုံးလုံးနိုင်စွမ်းကအခုထိ legendary ဖြစ်နေစေပါဆွန်ဟောင်မင်နောက်တစ်ယောက်ကတော့ဆွန်ဟောင်မင်ဖြစ်ပါတယ်တော့တင်ဟန်ရဲ့ captain ဖြစ်ခဲ့ပြီး Premier League ရွှေဖနက်ဆုကိုပါရရှိခဲ့ပါတယ်သူ့ရဲ့လင်မြန်မှုနဲ့အဆုံးသက်ကနောက်ခံလူတွေအတွက်အိတ်မပျော်အောင်လုပ်နိုင်တဲ့ level ပါတော့တင်ဟန်အသင်းနဲ့ Europa League ဖလားကိုလည်းရရှိခဲ့ပါတယ်ကာကာဝါဟာဒေါ့မွန်မှာတောက်ပခဲ့ပြီး Manchester United ကိုပြောင်းရွှေ့ခဲ့ပါတယ်။ရမွန်နဲ့ Bundesliga ချန်ပီယံ United နဲ့ Premier League ချန်ပီယံနှစ်ခုလုံးရရှိထားတဲ့ပလေယာတစ်ယောက်ပါသူ့ရဲ့ဘာရှင်းနဲ့ပြပို့မှုစွမ်းရည်ကဥရောပ level မှာတောင်ထင်ရှားခဲ့ပါတယ်။ဟွန်ဒါကတော့မီလန်မှာနံပါတ်10ဝတ်ခွင့်ရခဲ့တဲ့အာရှပလေယာတစ်ယောက်ပါ free kick စွမ်းရည်နဲ့ခေါင်းဆောင်မှုကြောင့်ဂျပန်အသင်းထဲမှာလည်းအိုင်ကွန်တစ်ယောက်ဖြစ်ခဲ့ပါတယ်။နာခါရာဟာရိုမာနဲ့စီရီရဲ့အချန်ပီယံဖြစ်ခဲ့ပြီးအာရှရဲ့ရှေ့ဆောင်တစ်ယောက်လို့ဆိုနိုင်ပါတယ်။သူ့မတိုင်ခင်ကအာရှပလေယာတွေကိုဥရောပမှာအလေးထားမှုနေခဲ့ပေမဲ့နာခါရာကြောင့်အမြင်တွေပြောင်းသွားခဲ့ပါတယ်။အလီဒဲအီကတော့အီရန်ဘောလုံးလိကျန်ဖြစ်ပြီးဘိုင်ယန်မြူနစ်မှာပါကစားဖူးပါတယ် International Level မှာဂိုးဝက်ခေါ်ကိုနှစ်ပေါင်းများစွာထိန်းထားနိုင်ခဲ့တဲ့သူပါသူရဲ့အဆုံးသက်စွမ်းရည်ကတကယ်တော့ class ပါချာဘန်ကွန်ကျွန်တော်တို့နဲ့အတော်စိမ့်နေမဲ့ပလေယာတစ်ယောက်ပါချာဘန်ကွန်ကတော့ဂျာမနီလိရဲ့အာရှလိကျန်တစ်ယောက်ပါဖရန်ဘက်ဒီလာပါကူစင်တို့နဲ့ UEFA ဖလားတွေရယူနိုင်ခဲ့ပြီးဥရောပမှာဂိုးသွင်းမှတ်တမ်းတော်တော်ကောင်းခဲ့ပါတယ်ဂျာမနီကလပ်နှစ်သင်းအတွက်ပြိုင်ပွဲစုံသွင်းကို121ဂိုးအထိသွင်းယူခဲ့ပါတယ်သူရဲ့ legacy ကအာရှစထိုက်ခါတွေအတွက် inspiration ဖြစ်နေစေပါကင်မင်ဂျီဟာနာပိုလီနဲ့ Serie A ချန်ပီယံဖြစ်ပြီးအကောင်းဆုံးနောက်ခံလူစုရရှိခဲ့ပါတယ်အခုဘိုင်ယန်မြူနစ်မှာပါထိပ်တန်းအဆင့်တစ်ယောက်ဖြစ်ဆက်လက်ပြသနေပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့နေရာယူမှုကကမ္ဘာအဆင့်ပါကူဘိုနောက်ဆုံးတစ်ယောက်ကတော့ကူဘိုဖြစ်ပါတယ်ဥရောပထိပ်သီး Real Madrid အသင်းမှာကစားခဲ့ဘူးပြီးလက်ရှိဆိုစီတက်မှာပုံစံကောင်းပြသလျက်ရှိပါတယ်အနာဂတ်စတာတစ်ယောက်လိုဘောလုံးဖန်တွေကမျှော်လင့်နေကြပါတယ်သူ့ရဲ့ကြော်ဖြတ်မှုတွေနဲ့ဘာရှင်းကလာလီဂါမှာအထင်ကြီးစရာပါအခုမြင်ရတယ်လို့ပဲအာရှကပေလာယာတွေဟာတကယ်တက်လက်ရှိရင်ကမ်ပါအဆင့်အထိတက်နိုင်တယ်ဆိုတာကိုသူတို့တွေတက်တည်ပြခဲ့ပါတယ်နောက်ထပ်အနာဂတ်မှာလည်းအာရှကနေကမ္ဘာအဆင့်ပေလာယာတွေထပ်ထွက်လာဦးမယ်ဆိုတာသိကြပါတယ်မိတ်ဆွေတို့အမြင်မှာကောအာရှရဲ့ great player ကဘယ်သူလဲကွန်မန့်မှာပြောခဲ့ပေးပါအောင် like နဲ့